ဖုန်းထဲဖို့အတွက်ကြစ်ထားတဲ့အိတ်ကလေးကိုကျွန်တော်တို့ဖုန်းထဲမယ်မဟုတ်ဘူးဆိုလဲစကားပြောတဲ့မိုက်ကလေးထဲမယ်နှစ်ချက်ထဲမလားမန်ဘလူးထဲမလားကလစ်ထဲမလားအနီးနားမှာရှိတဲ့ပစ္စည်းလေးတွေလွယ်တူထည့်ပြတာပါဘောပန်မင်ဖြက်စီးတချောင်းတို့အပ်ပြီးကျိုးပလက်အပ်ဖြုတ်အပ်ကျွန်တော်တို့မိန်းကလေးတွေအပြင်သွားရင်အလွယ်တကူတည်သွားလို့ရအောင်သူဝေးမိတ်ကဲရေစမ်းခရင်နှခမ်းနီရေမွေးဒီလိုမျိုးတွေလည်းထည့်လို့ရသေးတာပဲ